ဒီတစ်ခေါက်မှာတော့အရန်ဟိုမှာ review မှာများနေတဲ့ဒီ pair က dryer လဲပါတယ်သူကကောက်တဲ့ set လဲပါတယ်ဒီဟာလေးပေါ့နော်ဒါလေးဆိုလည်းမင်းသုံးနေတာပေါ့နော်သူကမင်းတို့ဒီစပင်တိုတဲ့လူပဲဖြစ်ဖြစ်စပင်ရှည်တဲ့လူပဲဖြစ်ဖြစ်အဆင်ပြေတယ်ပေါ့နော်ဒီ dryer လဲသုံးကျင်တယ်ပြီးတော့ bee နဲ့တခါတည်းတူတူမသုံးတတ်တဲ့မင်းတို့လိုမသုံးတတ်တဲ့လူတွေအတွက်ဆိုတော့ပို့ပြီးတော့အဆင်ပြေရပေါ့နော်သူ့မှာကဒီမှာ air မှာက dryer မှုတ်တဲ့ဟာတခါတည်းပါတယ်ပြီးတော့ခါကျတော့စပင်ကိုတခါတည်းပုံဖော်လို့ရတဲ့ဟာတွေရောပါတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ dryer ရောစုလိပ်ပြီးရောမသုံးတတ်တဲ့နှစ်မျိုးမသုံးတတ်တဲ့လူတွေအတွက်ဆိုရင်ဒါလေးကစောင့်ထားတင်တယ်နော်ဒီဟာလေးကဆိုရင်အရင်အခုဆိုရင် review များပြီးတော့အကြိုက်များနေတာပေါ့နော်တခုရှိတာကသူ့ရဲ့ dryer အားကတော့အရင်6မြန်နယ်ထဲမှာမပါဘူးပေါ့နော်6မြန်နယ်မှာမပါတဲ့အတွက်ကြောင့်မို့လို့ကိုကအပြည့်သွားစရာလောရှိတယ်ဆိုရင်တော့ dryer လေးတီးတန့်လေးသုံးပြီးတော့မှဒါလေးနဲ့ပုံဖော်လိုက်ရင်စပင်လေးကဝတ်ကြပြီးတော့မှလုံးဝဟိုမှတိတ်ရက်ပြီးတော့မှလှပတဲ့ဒီဟိုဟာဆန်သားလေးတစ်ခုကိုရရှိစေတာပေါ့နော်မင်းဆိုရင်ဒါလေးအမြဲတမ်းသုံးပါတယ်မင်းကောင်းလျှော်ပြီးသွားတဲ့ခါပေါ့နော်တကယ်လို့ကိုကတော့မြန်သွားခြင်းနဲ့အပြင်သွားစရာတွေရှိတယ်ဆိုရင်တော့ dryer လေးတခြား dryer လေးအရင်မှုတ်ပြီးမှဒါလေးနဲ့ပုံသွင်းလို့တော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဒါလေးကဆိုရင်လုံးဝသူ့ရဲ့အသားကလေလုံးဝအိဆက်နေပြီးတော့မှသပင်စူးခြင်းညှိခြင်းမရှိဘူးeasy to waste သုံးလို့ရတယ်ပေါ့နော်သုံးလို့ရတဲ့ဒီ dryer ရောသူပုံသွင်းလို့ရတဲ့ဟာလေးကိုနှစ်မျိုးပေါင်းပြီးတော့မှအလုံးမရှုပ်ချင်တဲ့တဲတွေအတွက်ဒါလေးသုံးလို့ရပါတယ်ဒါလေးမင်းတို့ဆိုင်မှာရှိရဲဆိုတဲ့အကြောင်းလေးကိုလာပြီးတော့ပြောပြတာပါကျေးဇူးတင်ပါတယ်